guys အိမ်မဖြစ်ပါရှင်အိမ်ကဒီနေ့မှာတော့နှစ်ကျောင်းနှုတ်ဆက်ပွဲမှာဘလို့တွေပြောခဲ့ရလဲဆိုတာလေးကိုပြပြချင်တာဖြစ်ပါတယ်ဆီယမကို surprise လေးတိုက်ခဲ့ပြီးတော့အရန်လေးပြောခဲ့ရတဲ့နေ့လေးတစ်နေ့ပဲဖြစ်ပါတယ်ဒါကတော့အင်းတို့တွေနောက်ဖေးကျောင်းနောက်ပေါက်မှာပေါ့နော်တော့ပြီးတော့ဆီယမတို့ surprise တွေတိုက်ဖို့လုပ်နေကြဖြစ်ပါတယ်ဒါကတော့ကျောင်းကန်းနေပါပါဒါတော့ surprise တိုက်ဖို့အင်းတို့တွေစောင့်နေကြပါပေါ့နော်ဆီယမကိုပန်းစည်းလေးနဲ့တေးချာလေးပြင်ဆင်ထားပါတယ်ပန်းစည်းလေးနဲ့ပေါ့နော်ကဲနောက်ဆုံးတော့ဆီယမရောက်လာခဲ့ပါပြီဆီယမကနေပြီးတော့တော်တော်လေးအောင်ဝါးပေါ့နော်ဒါမဲ့သူ့ရုပ်ကတိတိတတ်ဖြစ်နေပေါ့နော်အဲ့ဒါလေးသူ့ရဲ့ငကိုပုံစံအတိုင်းပဲပေါ့နော်သူအဲ့လိုပဲနေတတ်တာမို့လို့ပါကဲဆိုတော့တမုံလေးရိုက်ကြတယ်အရင်ဆုံးဗီဒီယိုတွေရိုက်ကြတယ်ပေါ့နော်အဲ့လိုမျိုးပါကျောင်းမကျောင်းသူတွေရတယ်တော်တော်များတယ်ပေါ့နော်အပေါ်မာတွေကိုခုံပေါ်တွေကိုတက်ရိုက်နေကြပါပေါ့နော်တော်တော်လေးများတယ်ဘောလုံးလေးတွေချိတ်ထားရပေါ့နော်ဆီယမတွေကလည်းအဲ့အချိန်မှာတော်တော်လေးပြောနေကြတယ်ကိတ်မုတ်လေးနဲ့ပန်းစည်းလေးတွေကိုအရင်ဆုံးပေးလိုက်တယ်ပေါ့နော်ဆီယမနှစ်ယောက်လုံးကတော်တော်လေးပြောနေကြရပေါ့နော်အိမ်တို့ကလည်းအဲ့အချိန်မှာတော်တော်လေးကိုပြောနေတယ်ဘယ်လိုဘွားနေလိုလာတော့ပါနေနေပြီအကျော်ကြီးပြောဒီမှာဆီယမတို့လုပ်ပါတယ်အဓိကတော့ဆီယမတို့နဲ့ပွဲတယ်ဒီကြောင့်လေးမှာမှတ်ရရှိခဲ့ပါတယ်ဆီယမရဲ့ရုပ်ဆုံးမမှုလေးဆိုဆီယမပြောတဲ့မေတ္တာစေတနာကျင့်တာပြုတာကြောင်းဟာအားလုံးဒီလိုလိုက်တဲ့နေရာမှာရှိပါတယ်ဒီအချက်တွေကိုငွေနဲ့လည်းတမဖြစ်လို့မရဘူးတရားလေးမှတမဖြစ်လို့မရပါဘူးဆီယမတို့ရဲချစ်တယ်ပွဲတယ်ပွဲခြင်းဆီယမရဲ့နားမှာပဲနေနေဒီတောင်းရတဲ့ထွက်သွားရင်ဆီယမတို့လွမ်းနေရတော့မှပြည်ကြပြီ။ဒါတို့သမီးတို့ရဲ့အတန်းတိုင်းဆီယမတို့လေးမှာတို့ကမျက်နှာကြည့်နေတယ်။ဒါတို့သမီးတို့ဒီထဲမှာရှိနေပြည်သားဆိုတာသိပါရဲ့။ဆီယမတို့စီနေနိုင်လည်းရှိပါရဲ့။ဆောင်းဆီယမတို့ရဲဒီဖိုင်မှာဆက်ပါရဲ့ဆီယမဒီဖိုင်မှာတောင်းထားမှာ။ဒီပါကဲဘလောက်ချစ်ချောင်းနေဘလောက်လွမ်းချောင်းနေပြောပြီးသွားတဲ့အခါမှာတော့ဖျက်နိုင်မီလေးကိုမှုတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာနှင်းမုံငင်နဲ့ဖြူးကြတယ်ပေါ့နော်ဘေးနားကလည်းအိမ်မှာစားတဲ့သူတွေကလည်းစားပေါ့နော်နှင်းမုံငင်လည်းအိမ်ကောင်းမုံတော်တော်လေးပြန်သွားတယ်ပေါ့နော်ဆီယမကလည်းအိမ်တို့ဘလောက်ချစ်ချောင်းနေပြောတယ်လွမ်းချောင်းနေပြောပြီးတော့စူတောင်းပေးရပေါ့နော်အိမ်တို့ဘာဖြစ်ပါတင်ညာဖြစ်ပါစေပေါ့နော်စူတောင်းပေးပါရဲ့အကောင်လုံးကလည်းဗီဒီယိုရိုက်နေကြရပေါ့နော်မျက်ရည်လေးလည်းနည်းကျနေကြပါရဲ့ဆီယမကဟိုဘက်တန်းနေတော့ကြမယ်ဆိုပြီးလုံမအိမ်တို့ကတချင်းဆိုရအောင်မယ်ဆိုပြီးမိနေခဲ့ပါရဲ့အဲ့ဒါနဲ့ပဲတချင်းပြန်ဆိုဖို့ပြန်ပြီးရောမတက်ရက်လိုက်ရတယ်ပေါ့နော်ဆီယမတွေကသေလာနေကြလေးလာတော့ချစ်တော်အဲ့ဒီမှာအကုန်လုံးလုပ်ပြီးသွားတဲ့အချိန်မှာစပွဲကုန်လေးတန်ရှိတွေပါလုပ်တယ်ပေါ့နော်အဲ့ဒီမှာအိမ်တငယ်ချင်းတယောက်တော့စပေါ့နော်သူကလည်းမရိုက်လို့ပြောရဲဒါပေမဲ့ရိုက်လိုက်ပါရဲ့ဒီအမကြီးရအေးဆေးပဲတော့သူဖုန်းခိုင်ကြည့်နေပေါ့နော်အိမ်ခေါ်အောင်လှည့်မကြည့်ပါဘူးအကုန်လုံးက surprise လေးတိုက်လုပ်ပြီးသွားရဲဆိုတော့အကုန်လုံးပေါ့နော်အေးဆေးနေကြပါရဲ့အိမ်ကတော့အေးတောက်ခင်တာလေးအေးတော့ဝယ်လိုက်တယ်ပေါ့နော်အင်းတို့ကတော့အပေါ်တက်မှာပေါ့နော်အင်းတို့ရဲ့အခန်းကတော့အပေါ်တက်မှာပါဒါလီကတော့နောက်ကျောင်းနောက်ဆက်ပွဲမှာကျွေးရဲကျက်စီထမင်းလေးပဲဖြစ်ပါတယ်တော်တော်လေးလက်စားလုပ်ကောင်းခဲ့ပါတယ်အင်းတို့ကအဲ့လိုမျိုးတကယ်ချင်းနဲ့အုပ်စုဖွဲ့ပြီးစားရတာပို့ပြီးတော့သဘောကျတယ်ပေါ့နော်ပြီးတော့အင်းတို့အိမ်မှာပေါ့နော်ကျက်စီထမင်းစားကြတယ်စားလို့တောက်လို့ပြီးသွားတဲ့အခါမှာတော်တော်လေးစောကြတယ်ဒါတော့အင်းတို့ရဲ့အခန်းချင်းလေးပါဟိုဘက်ကတကယ်ချင်းတွေကလည်းတော်တော်လေးရွနေကြရပေါ့နော်ဒီဘက်မှာလည်းတချင်းတွေဖွင့်နေကြပါတယ်ဒါလေးကတော့အင်ပြန်နေရဖြစ်ပါတယ်ကြည့်ရှုပေးတူတယောက်ချင်းစီတိုင်းအားလုံးပဲကျေးဇူးများတင်ပါတယ်နော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့မယ်ဘိုင်ဘိုင်